သူ့ဆိုင်မှာဖြစ်သွားတဲ့အောင်လေးကိစ္စမှာအခုလိုပုံစံနဲ့တုံ့ပြန်လို့လူပြောများနေတဲ့မင်းသမီးနဝရတ်လက်တလုံးအွန်လိုင်းမှာရောတီးချစ်သူတွေကြားမှာပါအတော်လေးကြရရိုက်သွားခဲ့တဲ့မန္တလေးပတ်ရှော့ဟန်ဟိုတယ်ကဟက်စကီခွေးလေးအနှိမ့်ဆက်ရောက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးဆိုင်ပိုင်ရှင်ဖြစ်တဲ့တရုတ်ဆောင်မင်းသမီးနဝရတ်ရဲ့တုံ့ပြန်ဖြေရှင်းမှုကလက်ရှိမှာလူပြောများနေပါတယ်အားလုံးသိကြတဲ့အတိုင်းအဲကွန်ချွေရင်းမှုနဲ့ဝန်ထမ်းတွေရဲ့ပေါ့ရော့မှုတွေကြောင့်အပြစ်မဲ့တဲ့ခွေးလေးတစ်ကောင်ဆုံးရှုံးခဲ့ရတာဟာမိသားစုဝင်တဦးကိုဆုံးရှုံးလိုက်ရတယ်လို့ဖြစ်လို့ပိုင်ရှင်တွေအတွက်တော့ဘာနဲ့မှအစားထိုးလို့မရတဲ့နာကျင်မှုပါပဲဒီဖြစ်ရပုံမှာကိုရိုင်းလေးတရိတ်ဆန်လေးတွေကိုအလွန်မင်းချစ်မြတ်နိုးသူဖြစ်တဲ့မင်းသမီးနဝရတ်ကမျက်ကွယ်မပြူခဲ့ပေတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ရှေ့ထွက်ဖြည့်ရှင်းလာခဲ့ပါတယ်သူမပိုင်ဆိုင်တဲ့ Mandalay Pet Shop Management Team ကနေပိုင်ရှင်မိသားစုကိုအနုညွတ်တောင်းပန်စာထုတ်ပြန်ခဲ့သလိုစင်ကြေတွေပေးပြီးအပြစ်လွှဲချမနေပဲစီမံခန့်ခွဲမှုလုံလောက်မှုမရှိခဲ့ကြောင်းအားနည်းချက်တွေရှိခဲ့ကြောင်းကိုရဲရဲဝံ့ဝံ့ဝန်ခံခဲ့ပါတယ်။ထိခိုက်နစ်နာမှုတွေအတွက်လည်းအပြေအဝတာဝန်ယူကုစားပေးသွားမယ်လို့သိရပါတယ်။ဒါပြင်နောက်ဒီလိုဝမ်းနည်းစရာတွေထပ်မံမဖြစ်ပွားစေဖို့ဟိုတယ်ရဲ့စောင့်ရှောက်မှုအဆင့်တန်းနဲ့ဝန်ထမ်းတွေရဲ့စီကံပိုင်းကိုပြန်လည်တင်းကျပ်သွားမယ်လို့တည်ပေးထားပါတယ်။ဆုံးရှုံးသွားတဲ့အသက်တစ်ချောင်းအတွက်စိတ်မကောင်းဖြစ်ရပေမယ့်အခုလိုအမားကိုအမှားမှန်သိပြီးပွင့်လင်းမြင်သာစွာတာဝန်ယူဖြေရှင်းတာကလုပ်ငန်းရှင်တယောက်အနေနဲ့လေးစားစရာကောင်းတယ်လို့တချို့ကရှုမြင်ကြပါတယ်။တီချစ်သူတွေကတော့တရိတ်ဆန်လေးတွေရဲ့အသက်ကိုငွေကြေးတက်ပူတန်မိုးထားပြီးဖို့ဆက်လက်တောင်းဆိုနေကြဆဲပါ။ကြည့်ရှုနေကြတဲ့သူတွေကရောမင်းသမီးနဝရရဲ့အခုလိုတုံ့ပြန်ဖြေရှင်းပုံပေါ်ကျင်းတဲ့ရလားဆိုတာပြောပြသွားကြပါအောင်ရှင်။